အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ defend လေးကတော့ Scandinavian defend လေးဖြစ်ပါတယ် Scandinavian defend ကဘယ်ချိန်မှာဆော့လို့ရလဲဆိုရင်အဖြူဘက်ကနေပြီးတော့ E4 ဆိုပြီးတက်လာတဲ့အချိန်မှာဆော့လို့ရပါတယ်အဖြူဘက်ကနေပြီးတော့ E4 ဆိုပြီးတက်လာရင်အမဲဘက်ကနေပြီးတော့ပုံမှန်အားဖြင့်တုတ်ပြန်ကစားလေးရှိတာက E5 ဒါမှမဟုတ်ရင် C6 ဒါမှမဟုတ်ရင် C5 ဆိုပြီးတုတ်ပြန်ကစားလေးရှိရပါတော့ပုံမှန်ကစားပွဲရဘယ်လိုမျိုးတွားလဲဆိုရင်ကျွန်တော် E4 E5 knight f3 knight c6 ဒီနေရာမှာဆိုရင်တော့အဖြူဘက်ကနေပြီးတော့ Rhine လူဘက်ဆော့လို့ရတယ်ဒါမှမဟုတ်ရင် Italian ဆော့လို့ရတယ်ပေါ့နော်အဲ့လိုမျိုးအဖြူဘက်ကနေပြီးတော့ opening အများကြီးဆော့လို့ရတော့ကျွန်တော်ကဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်ကအဲ့ opening နဲ့မရင်းနှီးဘူးဆိုရင်အစာပိုင်းမှာတည်းအကောင်ကြတာတို့ position နှိမ့်သွားတာတို့ဖြစ်တတ်ပါတယ်အဲ့လိုမျိုးမဖြစ်အောင်ကတော့တေချာပေါက် opening လေ့လာထားမှာပေါ့ဒါပေမဲ့ကိုက opening လေ့လာဖို့အချိန်လည်းမရှိဘူး opening မလေ့လာခြင်းတည်းဘူးဆိုရင်ကျွန်တော်တို့ဒီ Scandinavian defense ကိုရင်းနှီးအောင်ကြည့်ထားလိုက်ရင်အဆင်ပြေပါတယ်ဒီ Scandinavian defense ကိုဘယ်လိုမျိုးကစားမလဲဆိုရင်အဖြူဘက်ကနေပြီးတော့ E4 ဆိုပြီးတက်လာရင်အမဲဘက်ကနေပြီးတော့ D5 ဆိုပြီးတော့တန်းပြီးရွှေ့ပါမယ်ဒီနေရာမှာဆိုရင်တော့အဖြူဘက်ကနေပြီးတော့စားလိုက်တာဒါမှမဟုတ်မစားဘဲနဲ့ချော်ထွက်တာကိုအများဆုံးရွှေ့လေးရှိပါတယ်အဲ့လိုမျိုးရွှေ့တာပြင်တခြားဘာရွှေ့လေးရှိလဲဆိုရင်ဒီ3တက်တယ်ပေါ့နော်ဒီ3တက်ပြီးတော့ E5 ကပုံကိုထောက်ထားရပါအဲ့လိုမျိုးထောက်ထားမယ်ဆိုရင်ကျွန်တော်က E5 ကပုံကိုစားလိုက်မယ်ပြန်စားမယ်ဆိုရင်ကျွန်တော်ကကွင်းချင်းလဲလိုက်မယ်အဲ့ဒါဆိုရင်တော့အဖြူဘက်ကကင်ကာဆယ်လို့မရတော့ဘဲနဲ့ကျွန်တော်တို့ကအတားစီးရမှာဖြစ်ပါတယ်ဒီ3မတက်ဘဲနဲ့ night c3 တက်ပြီးတော့ကျွန်တော်တို့ရဲ့E4 ကပုံကိုထောက်ထားမယ်ပြီးတော့ကျွန်တော်တို့ရဲ့ပုံကိုချိန်ထားမယ်ဆိုရင်ရောအဲ့ဒါဆိုရင်တော့ကျွန်တော်ရိုးရှင်းလေးပဲ D4 ဆိုပြီးတက်လိုက်ပြန်ပေါ့ D4 ဆိုပြီးတက်လိုက်ရင်ကျွန်တော် night အနေနဲ့တွားလို့ရတဲ့နေရာတွေရှိပါတယ်ဒါပေမဲ့တနေရာမှတော့မကောင်းပါဘူးဘာလို့လဲဆိုရင်ဘယ်နေရာရွှေ့လိုက်ပြီးတော့အချိန်ခံမှာမလို့ပါအဲ့တော့အဲ့ဒါအဆိုးဆုံးမှုကတော့ night ကို center မှာ development လုပ်မယ်ဆိုပြီးတော့အဲ့လိုမျိုး D5 ဆိုပြီးတော့ရွှေ့တဲ့မှုကတော့အဲ့ဒါမှအဆိုးဆုံးပါပဲအဲ့လိုမျိုး D5 ဆိုပြီးရွှေ့ရင်ကျွန်တော်တို့က E5 ဆိုပြီးရွှေ့မယ် E5 ရဲ့ရွေးချက်ကတော့ night ရဲ့လမ်းကြောင်းတွေအကုန်ပိတ်လိုက်တာဖြစ်ပါတယ်နောက်တစ်လက်ကျရင် C6 တက်ပြီးတော့ကျွန်တော် night ကိုစားလိုက်လို့ရပါတယ်အဲ့တော့ကိုကအဖြူဆော့လို့အနောက်ဘက်ကနေပြီးတော့ Scandinavian ဆော့မယ်ဆိုရင်ကျွန်တော် night C3 ကမရွှေ့တင်ပါဘူးအဲ့တော့ကျွန်တော်အရွှေ့အများဆုံးဖြစ်တဲ့စားလိုက်တာနဲ့မစားဘဲချော်ထွက်တာရဲ့အကွက်တွေကိုကြည့်ကြပါမယ်ကျွန်တော်ရဲ့ပုံမစားဘဲနဲ့ချော်ထွက်တာရင်ပထမဆုံးအနေနဲ့ E5 ကပုံကတခြားပုံနေနဲ့အလှမ်းဝေးနေရပေါ့အဲ့တော့ကျွန်တော်ရဲ့အနေနဲ့ E5 ကပုံကိုတားကတ်ထားပြီးတော့ကစားကြပါမယ်အဲ့တော့ E5 ကပုံကိုထောက်လို့မရအောင်လို့ D5 ဆိုပြီးတော့တက်မယ် Knight ထွက်လာမယ်ဆိုရင်ကျွန်တော် Bishop နဲ့တွားပြီးတော့ပြင်မယ် Bishop E2 ဆိုရင်ကျွန်တော် Knight C6 တက်မယ်နောက်တစ်လက်ကျရင်ကျွန်တော် Bishop နဲ့ Knight နဲ့လဲမယ်ပြီးရင် E5 ကပုံကိုစားမယ်ဆိုပြီးတော့ချိန်ထားပါတယ်အဲ့တော့ဒါပေမဲ့ကိုက Bishop နဲ့ Knight နဲ့လည်းမလဲချင်ဘူး E5 ကပုံကိုလည်းမစားချင်တယ်ဆိုရင်ပုံမှန်လေးပဲဆက်ပြီးတော့ကစားနေလို့ရပါတယ်ဥပမာကျွန်တော်ဟိုဘက်ကကာဆယ်မယ်ကျွန်တော်ကချော်ဖွင့်ထားမယ်ကျွန်တော်စင်တာကိုဖြုတ်မယ်ဆိုပြီးတော့ရွေးချက်နဲ့ထွက်လာမယ်ကျွန်တော်က AC ပဲကျွန်တော်ရဲ့ night ကို deployment လုပ်မယ်စင်တာကို break မယ်စားလိုက်မယ်စားမယ်ကျွန်တော် night f5 တက်လိုက်မယ်အဲ့ဒါဆိုရင်ဒီ position လေးကတော့ဗာနဲ့တူလဲဆိုရင် front defense advanced variation နဲ့ဆင်ပါတယ်ဒါပေမဲ့ front defense မှာကျတော့ဒီ bishop ကဒီနားလေးမှာရောက်နေတာဖြစ်ပြီးတော့ဒီ position မှာဆိုရင်တော့ဒီ bishop ကပို့ပြီးတော့ active ဖြစ်တဲ့နေရာမှာရောက်နေတာဖြစ်ပါတယ်ပြီးတော့ဒီ position လေးကအနောက်ဘက်ကနေပြီးတော့ middle game မှာအတားစီးရတဲ့ position လေးဖြစ်ပါတယ်ဒီအလဲကပုံးတစ်ခုကလည်းစင်တာပုံးတစ်ခုကလည်းဘယ်ချိန်စားလိုက်လို့ရရပါတော့အဲ့တော့ကျွန်တော်တို့အနောက်ဘက်ကနေပြီးတော့အတားစီးရတဲ့ position လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အစာပြန်သွားလဲအောင်ဟိုဘက်ကနေပြီးတော့ကျွန်တော်မစားဘဲချော်မထွက်ဘဲနဲ့ကျွန်တော်တို့ပုံစားလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ပုံစားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘေးမနဲ့ပြန်စားမယ်ဘေးမနဲ့ပြန်စားရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်ရဲ့ဘေးမကို9နဲ့လာချိန်မယ်9နဲ့လာချိန်မယ်ဆိုရင်တော့ကျွန်တော်တို့ဘေးမကတွားလို့ရတဲ့နေရာရှိရပါA5 ကိုပြေးမလားဒါမှမဟုတ်ရင် D8 ကိုပြန်တွားမလားပေါ့ခုချင်းစီတိုင်းကိုကျွန်တော်ရဲ့အနေနဲ့ကြည့်ကြပါမယ် Queen A8 ဆိုရင်
အဖြူဘက်ကနေပြီးတော့ပုံ development လုပ်မယ်အဲ့ဒါဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ C6 တက်မယ်ပေါ့ C6 ရဲ့ရွယ်ချက်ကတော့ကျွန်တော်တို့ဒီ bishop တွေမလာနိုင်အောင် knight တွေမလာနိုင်အောင်ကြိုပြီးတော့တားထားတယ်ပေါ့ပြီးတော့ကျွန်တော်တို့ဒီ queen ပြန်ဆုပ်ဖို့လမ်းကြောင်းလေးကိုလည်းဖန်တီးပေးထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဟိုဘက်ကနေပြီးတော့ဟိုဘက်ကနေပြီးတော့ knight တက်လာမယ်ဆိုရင်ကျွန်တော် bishop နဲ့တွားပြီးတော့ပင်လိုက်မယ် bishop နဲ့ပြန်ကားမယ်ဆိုရင် knight ကိုကျွန်တော်တို့ development လုပ်မယ်ဟိုဘက်ကနေပြီးတော့ကျွန်တော်တို့ဘေးမကိုချိန်နေဆိုတော့အဲ့ဆိုရင်ကျွန်တော်ဘေးမအနေနဲ့ကျွန်တော်တို့ဒီမရွှေဘဲနဲ့အများမှာပဲနေလို့ရပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်ဒီ bishop ဒီ knight ကကျွန်တော်တွားလို့ရတဲ့နေရာကောင်းဆိုလို့တိတ်လည်းမရှိပါဘူးအဲ့တော့ဒါမှမဟုတ် safe ဖြစ်အောင်လို့အထဲထိပြန်ဝင်နေခြင်းလည်းနေလို့ရပါတယ်အဲ့တော့ပြန်ဝင်နေမယ်ဆိုရင် queen ပြန်ဆုပ်မယ် queen ပြန်ဆုပ်ရင်ဟိုဘက်ကနေပြီးတော့ကာဆယ်မယ်ကာဆယ်ရင်ကျွန်တော်တို့ bishop ရဲ့လမ်းကြောင်းလေးကိုဖွင့်ပေးမယ်အဲ့တော့ဟိုဘက်ကနေပြီးတော့ဘာလုပ်မလဲဒီဟိုဘက်ကနေပြီးတော့ဘာလုပ်လို့ကျွန်တော်တို့ကဒီ knight ကို development လုပ်မယ်ပေါ့ဒီ knight ကို development လုပ်မယ်ပြီးရင် center control ယူမယ်အဲ့တော့ဒီကစားပွဲလေးထဲမှာတော့ဟိုဘက်က A3 ဆိုပြီးရွှေ့ရပါတော့အဲ့တော့ကျွန်တော် knight ကိုထုတ်မယ်ဒီ Scandinavian defense ရဲ့အားသာချက်ကဘာလဲဆိုရင်ကျွန်တော် center control ကောင်းကောင်းရတာဖြစ်ပါတယ်အဲ့တော့ဟိုဘက်ကဘာရွှေ့မလဲဆိုရင်ကျွန်တော်တို့ bishop နဲ့လာချိန်တာတို့ဘာလို့ပေါ့အဲ့တော့ကျွန်တော်ရဲ့ bishop လည်း development လုပ်မယ် Scandinavian defense ရဲ့အားသာချက်တွေကိုကျွန်တော်ဒီနေရာလေးမှာပြောပြပေးချင်ပါတယ် Scandinavian defense ရဲ့ပထမဆုံးအားသာချက်ကတော့နှစ်ဖက်အလုံးကိုကျွန်တော်ကာဆယ်လို့ရပါတယ်ကျွန်တော် king back channel ကာဆယ်မလား queen back channel ကာဆယ်မလားပြီးတော့ Scandinavian defense ရဲ့နောက်ထပ်အားသာချက်တစ်ခုကစင်တာမှာ knight ဥပမာဒီ position မှာဒီဘက်ဘာလုပ်မလဲဒီဘက်ကိုဖြုံမယ်ဆိုပြီးတက်လာရင်ကျွန်တော်စင်တာမှာ knight ကိုထားလိုက်လို့ရပါတယ်အဲ့တော့ဟိုဘက်ကကျွန်တော်တို့ရဲ့ knight ကိုစားမယ်ဆိုရင်ကျွန်တော်တို့ကစင်တာမှာ pawn structure ကောင်းကောင်းလေးတစ်ခုရတော့မှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့က king back channel ကို read မယ်ဆိုရင်ရော queen back channel ပုံနဲ့စားပေါ့ queen back channel ကို read မယ်ဆိုရင် king back channel ပုံနဲ့စားအဲ့ဆိုရင်ကျွန်တော်တို့ကဒီ pawn structure စင်တာမှာ pawn structure ကောင်းကောင်းတစ်ခုရတော့မှာဖြစ်ပါတယ်အဲ့လိုမျိုးအဲ့တော့ကျွန်တော် knight နဲ့မစားဘူးဆိုရင်လည်းကျွန်တော်တို့ရဲ့ knight ကစင်တာကြီးမှာဖြစ်ပြီးတော့စင်တာမှာဖြစ်ပြီးတော့ကျွန်တော်တို့အများကြီးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒါက Scandinavian defense ရဲ့အားသာချက်ဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ queen a5 ရွှေ့ကောက်ကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ queen a5 မရွှေ့ဘဲနဲ့ကျွန်တော်တို့ဥပမာကျွန်တော် 9 နဲ့လာချိန်ရင် queen a5 မရွှေ့ဘဲနဲ့ကျွန်တော် d8 ဆိုပြီးထဲထိဝင်လာရော d8 ဆိုပြီးထဲထိဝင်လာကျွန်တော်ခုနကပြောပြပါတယ် Scandinavian defense ရဲ့အားသာချက်ပေါ့အဲ့တော့ဒီ queen back channel ကာဆယ်လို့ရတယ် king back channel ကာဆယ်လို့ရတယ် queen back channel ကာဆယ်လို့ရတယ်ဆိုတော့ Scandinavian defense ရဲ့အားသာချက်ကအဲ့လိုမျိုး queen d8 ဆော်လာရင်တော့မရှိတော့ဘူးပေါ့ပြီးတော့ကျွန်တော် queen ကိုနောက်တစ်ခါ active ဖြစ်အောင်လို့ပြန်ပြီးတော့ထုတ်အောင်မယ်အဲ့တော့ဒီ line ကတိတ်တော့ကောင်းတော့မကောင်းဘူးပေါ့နော်အဲ့တော့ ဆော့လူမရှိဘူးလားဆိုရင်တော့ဆော့လူရှိပါတယ်YouTuber တူရှီတို့ဘာလို့ဆော့လေးရှိပါတယ်ဟုတ်ပါပြီဒါလေးကတော့ Scandinavian defense ရဲ့ part 1 ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုပတ်2မှာပြန်လည်ဆုံတွေ့ကြပါမယ်